င်္ဂလာပါရှင်မနေ့ပြန်8ရက်3လ2026ပြည့်ရတနာသီးနဲ့မျိုးစုံရောင်းဝယ်ပွဲရုံဇလင်းမျိုးဝယ်ယူမြင့်ကုန်စည်လုံးများမှာပဲစင်ငုံ9300ကျပ်ပါရှင်မပဲ9100ကျပ်ပါရှင်99ကလေးပဲ9300ကျပ်ပါရှင်ခေါ်လန်ကလေးပဲ9300ကျပ်ပါရှင်နေအောင်ကတပိတ်သားလင်း9500ကျပ်ပါရှင်ဝါတပိတ်သားလင်း4800ကျပ်ပါရှင်ကျွန်းစတော်2သိန်း1500ကျပ်ပါရှင်ဇီတီတတင်းလင်း9000ကျပ်ပါရှင်စိတ်စားဈေးစစ်တတင်းလင်း3300ကျပ်ပါရှင်အားလုံးပဲပျော်ရွှင်ချမ်းမြေ့ကြပါစေရှင်စိုက်ပျိုးတောင်သူများအားလုံးကုန်စည်များပို့ဆောင်ပေးပါတော့ကားဆက်ကြီးများအားလုံးအနေကင်းလို့ပြီးရှင်းကြပါစေလို့လည်းပြည့်ရတနာမှဆုမွန်ကောင်းတောင်းပေးနေပါတယ်ရှင်လာရောက်ချဖို့လည်းပြီးပါရစေရှင်